မာပြချမ်းစီတော့လောကမြေသို့ဆင်းကြွလာပြင်းနှုံတဲ့နေမွန်တော်သူအားရွေးနှုတ်ဖို့အတွက်ပါယုံထွမရနိုင်ဒီအပြစ်တရားအပြစ်ရဲ့ခါသေးခြင်းတစ်ဖက်မှာငယ်လာရလူသားများကဲတဲ့ချင်တော့ပါလောကမောင်သူဖြိုးခွင်းကအလင်းတန်းလေးတွေချမ်းစေပြီဝလေးရွပင်ပန်းတော်သူအတွက်မျောလင်းချက်အလင်းရှင်ဘုံတကိုစီစိတ်ချမ်းထားပြီးတူနိုင်မရနိုင်တဲ့ခင်မြတ်တာအဆုကလူသားအားကဲလို့ချင်တော့ပါဘာလို့သားများရှင်လည်းချင်ဆိုစိတ်ကဲတဲ့ချစ်ချမ်းဝိငါပြောဆိုစိတ်ဆောင်လာချိန်ခါမြူနေကြtheခင်ချစ်ချင်ကြဒီကောက်ဖွဲ့ဆိုမဲခဲတော့ချင်များတရားလုံးချွေဆိုမဲဆောင်လာချိန်ခါမြူနေကြနေချင်ချင်ရရှင်ရိတ်မှာနှလုံးသားလေးတွေတည်စေမေနောက်ကပတ်တော့ရှင်မွေးဖွားပြီးဆောင်းလာတဲ့တီရရဲ့တမတရားအချမ်းစီတော့လောကမြေသို့ဆင်းကြွလာပြင်းနှံတဲ့နေမွန်တော်သူအားရွေးနှုတ်ဖို့တော့ပါယုံထွမရနိုင်ဒီအပြစ်တရားအပြစ်ရဲ့ခါသေးခြင်းတစ်ဖက်မှာရဲလာရလူသားများကဲတင်ချင်တော့ပါဘာလို့သားများရှင်လည်းချင်ဆိုစေကဲတင်ချင်ချောင်းဝိငါပြောဆိုစေဆောင်လာချိန်ခါမြူနေကြတခင်ချစ်ချင်ချောင်းဒီကောက်ဖွဲ့ဆိုမဲခဲတော့ချင်များတရားလုံးချွေဆိုမဲဆောင်လာချိန်ခါမြူနေကြနေချင်ချင်ရရှင်ရိတ်မှာနှလုံးသားလေးတွေတည်စေမေနောက်ကပတ်တော့ရှင်မွေးဖွားပြီးဆောင်းလာတဲ့တီဘာလို့သားများရှင်နဲ့ချင်ဆိုစေကဲတဲ့ချင်ချောင်းဝိငါပြောဆိုစေဆောင်းလာချိန်ခါမြူနေကြတခင်ချစ်ချင်ချမ်းဒီကောက်ဖွဲ့ဆိုမဲခဲတော့ချင်များညာလုံးချွေဆိုမဲဆောင်းလာချိန်ခါမြူနေကြနေချင်ချင်ရရှင်ရိတ်မှာနှလုံးသားလေးတွေတည်စေမေနောက်ကပတ်တော့ရှင်ဝေးဖွားပြီးဆောင်းလာတဲ့တီငြိမ်းချမ်းခြင်းရရှင်ရိတ်မှာနှလုံးသားလေးတွေတည်စေမေနောက်ကပတ်တော့ရှင်ဝေးဖွားပြီးဆောင်းလာတဲ့တီ